တွေကဆက်ဆက်လိုက်တော့မှတကယ်ကိုအံ့ဩစရာကြီးဖြစ်သွားပြီဗျာအဖွားကြီးကြွားနေတဲ့တထေးကြီးကုမ္ပဏီကလိပ်စာအတူကြီးဖြစ်နေသလိုသူခေါ်နေတဲ့ဖုန်းနံပါတ်တွေကလည်းခြေရာခံလို့မရအောင်နိုင်ငံတကာကွန်ရက်တွေကနေတဆင့်ခံပြီးလွှဲထားတာလေဗျာအဲ့ဒီတော့မှရဲကအကွက်ကြကြစဉ်းစားကြည့်တယ်အဖွားကြီးကသူ့သားတထေးကြီးကြောက်ဟိုင်ဖန်ဆိုပြီးပြောတယ်လူမိုက်တယောက်ကတော့ boss ကြောက်လို့ပြောပြီးနောက်တစ်ယောက်ကတော့ manager ချန်လို့ပြောတယ်၃ယောက်လုံးကိုဆက်သွယ်တဲ့နာမည်တွေမတူပေမဲ့လုံးရမဲ့အလုပ်ရဲ့အချိန်ရေကကွက်တီတူနေတာဗျဒါအပြင်အဖွားကြီးက power bank 6ခုကိုကြိုပြီးတေးချပြင်ဆင်လာတယ်ရိုးရိုးဖုန်းအားသွင်းချင်အောင်ဆိုရင်ဒီလောက်အများကြီးယူလာစရာအကြောင်းမရှိဘူးလေပြီးတော့ပလက်ဖြုတ်လိုက်တာနဲ့10စက္ကန့်တောင်မကြာဘူးဟိုဘက်ကဆက်သွယ်မှုတွေကိုအကုန်ဖျက်ချလိုက်တာတဲ့ဗျာဒါကိုကြည့်ရင်သူတို့ကအခြေအနေကိုအဝေးကနေစောင့်ကြည့်နေတာတေချာသွားပြီငွေကြေးလွှဲပြောင်းထားတဲ့မှတ်တမ်းတွေကိုပါစစ်ကြည့်တော့အဲ့ဒီ3ယောက်လုံးကိုအကောင့်ပွားတွေအများကြီးကနေပတ်စံတွေလွှဲပေးထားတာကိုသွားတွေ့လိုက်တယ်ရဲတွေလည်းဒါရိုးရိုးပြဿနာမဟုတ်ပဲနိုင်ငံတော်ရဲ့ assassin လှုပ်ဝက် project ကိုဖျက်ဆီးခြင်းနဲ့သူ့ရှိုတွေရဲ့အကြံစီဆိုတာကိုရိပ်မိသွားတယ်အဲ့ဒါနဲ့စစ်ကြောရေးခန်းထဲကိုပြန်ဝင်လာပြီးအဖွားကြီးကိုဒဲ့ပြောချလိုက်တယ်ခမရတို့3ယောက်ကဆွေမျိုးတွေမဟုတ်ဘူးဆိုတာကျွန်တော်တို့သိပြီးပြီတဲ့အဖွားကြီးကလန့်သွားပေမဲ့ဆက်လိန်သေးတာဗျဆွေမျိုးအဝေးကြီးတွေမလို့စည်ရင်နဲ့မပါတာနေမှာပေါ့တဲ့ရဲကသူတို့ကခမရနတ်မယ်တောင်မသိဘူးလေဆိုတော့အဖွားကြီးကအွန်လိုင်းကနေသိတာလေအဖွဲတစ်ခုတည်းကိုငါသားကသွင်းပေးထားတာဆိုပြီးပြောင်းကိုဆက်လိန်နေတော့မယ်ဗျာရဲကခမရပြောတဲ့သားဆိုတာပုံလေးတစ်ပုံတောင်ပြစရာမရှိပဲနဲ့ဘယ်တော့မှစသိတာလဲလို့မေးလိုက်တယ်အဲ့ဒီတော့အဖွားကြီးကဘာပြန်ဖြစ်တယ်မှတ်လေသူကငါသားအရင်နေထက်တော့ငါ့ကိုပိုကယူဆိုင်တာကွာတယ်ဗျာရဲတွေစစ်လိုက်တော့မှအဖွားကြီးတယောက်အလိန်ခံရတာတကယ်ကိုရီရခက်ငိုရခက်ကြီးဗျာသူ့ကိုသားပါဆိုပြီးလာလိန်တဲ့သူကမုံဖိုးလေးတွေပေးရာတီဥတုအေးရင်အနှွေးတဲ့ဝှက်ဖို့တတိပေးနောက်ဆိုမြို့ကြီးကအင်ကြီးအကျယ်ကြီးတဲ့ခေါ်ထားမယ်ဆိုပြီးလေလုံးတွေလာမိုးထားတာဗျာရဲကခမရတို့အပြင်မှာရောတွေ့ဘူးလို့လားဆိုတော့အဖွားကြီးကဗီဒီယိုကောပြောဘူးတယ်လေသူကတထေးကြီးဆိုတော့မျက်မှန်မဲကြီးတက်မက်ကြီးတက်ထားတာတယ်ဗျာစဉ်းစားတာကြည့်တော့မျက်နှာတောင်တေချာမမြင်ရတဲ့သူကိုတားရင်လို့ယုံနေတာရဲကခမည်းကနာမည်တောင်မသိတဲ့လူကိုယုံရလားလို့မေးတော့အဖွားကြီးကသူကငါ့ကိုပတ်စံပေးတယ်လေလိန်တဲ့သူကပတ်စံပေးပါမလားဆိုပြီးပြန်ညင်းသေးတာတကယ်တော့အဲ့ဒီလူကအဖွားကြီးကိုယုံအောင်အစကငွေနည်းနည်းစီပေးထားတာဗျအခုလေစိတ်မှာပြဿနာရှာဖို့အတွက်စရန်ငွေယွမ်9000ပေးထားတယ်တဲ့အလုပ်ပြီးရင်နောက်ထပ်ယွမ်3သိန်းပေးမယ်လို့မလုံးပေးထားတာကိုအဖွားကြီးကလည်းအဲ့ဒီငွေကိုလိုချင်တော့သူခိုင်းတဲ့အတိုင်းလေစိတ်ကဝန်ဆောင်မှုကိုစမ်းသပ်တာပါဆိုတဲ့အလေးအညာစကားကိုယုံပြီးအသက်ကယ်ဆက်ကို3မိနစ်တိတိအတိအကျသွားဖြုတ်ထားတယ်ဗျာပြီးတော့ဟိုလူမိုက်နှကောင်ယူလာတဲ့ပါဝါဘန်တွေကိုလည်းသူကပဲပလက်ထိုးပေးလိုက်တာလို့ဝန်ခံသွားတယ်ဟိုဘက်အခန်းကလူမိုက်ကြီးကိုစစ်တော်လဲပို့ဆိုးတယ်သူကအဖွားကြီးလွှဲချသွားတာကိုသိတော့ဒေါသတွေထွက်ပြီးဒီအဖွားကြီးကသူ့မှာတထေးသားရှိတယ်ပြဿနာတက်ရင်အကုန်ရှင်းပေးမယ်ဆိုလို့လောက်တာတဲ့ဗျာသူတို့ကလည်း online ကနေအငှားတရုပ်ဆောင်ဆိုပြီးလာခေါ်လို့အလုံးလက်ခံလိုက်တာတဲ့စရငွေယွမ်8000ရထားပြီးအလုပ်ပြီးရင်3,200ထပ်ရမယ်ဆိုတော့လောဘတက်ပြီးလုံခြုံရေးအင်ကြီးအတူကြီးဝက်ကဝင်ရမ်းတော့တာပဲဗျာကဲစဉ်းစားတာကြည့်တော့ဗျာတယောက်ကယွမ်3သိန်းနောက်တစ်ယောက်က3,200ဆိုတဲ့ငွေမက်လုံးနေကြောင်းဒီလိုနိုင်ငံတော်အဆင့်လုံးကြံမှုကြီးတဲ့ကိုမတိမတာပါသွားကြတာဗျဒါပေမဲ့တကယ်နောက်ွယ်က boss ကဘာတူလဲစစ်ကြောရေးခန်းထဲမှာတော့လူမိုက်ကြီးကအကုန်ဖြီးချနေပြီဗျာအဲ့ဒီအဖွားကြီးကိုအတော်လို့ခေါ်ဆိုတာအလုတ်အပ်တဲ့သူကမိသားစုလိုဟန်ဆောင်ခိုင်းလို့ပါလုံခြုံရေးအင်ကြီးတွေကအစလေစိတ်အပြင်ကဘီရိုထဲမှာလျှို့ဝှက်ကုန်းနဲ့တွားယူရတာတဲ့ဗျာရဲကမင်းစီမှာပါလာတဲ့စစ်စေးရေးစာရွက်အတုကရောဘယ်မှာလဲလို့မေးတော့သူကဟိုရှာဒီရှာနဲ့ကြဂျန်ခဲ့ပြီထင်တယ်လို့လိန်သေးတာဒါပေမဲ့ရဲက CCTV မှတ်တမ်းပြလိုက်တော့မှဆက်မီးလောင်ပြီးချင်းအဲ့ဒီလူမိုက်ကြီးကအိမ်သားထဲပြေးဝင်ပြီးစာရွက်ကိုအပိုင်းပိုင်းဆုပ်ကအမိုက်ပုံးနဲ့ပြစ်ထည့်နေတာအထင်သားကြီးဗျဘာလို့ဖြက်စီးတာလဲလို့မေးတော့ဆက်မီးလောင်သွားတာနဲ့အလုတ်အပ်တဲ့သူစီကဖြက်စီးပစ်ဖို့ချက်ချင်း message ဝင်လာလို့ပါတဲ့အဲ့ဒီတော့မှရဲကစဉ်းစားကြည့်အပြင်မှာရှုပ်ရှက်ခတ်နေတဲ့အချိန်မင်းကိုခိုင်းတဲ့သူကဆက်ပြတ်သွားတာကိုဘလို့လို့ချက်ချင်းသိလဲလို့ထောက်ပြလိုက်တယ်အဲ့ဒီတော့မှလူမိုက်ကြီးမျက်လုံးပြူသွားပြီးဟာဒါဆိုအဲ့ဒီ boss ကလေစိတ်ထဲကနေငါတို့ကိုအချိန်ပြည့်စောင့်ကြည့်နေတာပေါ့ဆိုပြီးသူပါကြက်သီးထသွားတော့တယ်နောက်ခန်းကလူမိုက်ပိန်လေးကိုစစ်တော့လဲအံ့ဩစရာတွေထပ်ပေါ်လာပြန်ရောဗျာအဲ့ဒီပါဝါဘန်6ခုကိုဘသူပေးတာလဲလို့မေးတော့ဘသူမှမသိဘူးလော့ကာထဲကနေအိမ်အမဲလေးနဲ့သွားယူရတာတဲ့တင်ကဆက်ပြီးပါဝါဘန်6ခုလုံးကိုတပြိုင်နက်တည်းအတင်းထိုးရမယ်တခုကြံရင်တော့ပတ်စံမရဘူးလို့ခိုင်းထားတာဝါယာရှော့ဖြစ်ပြီးစက်ကြီးလုံးဝပြန်ပွင့်မလာအောင်အားပြင်းပြင်းနဲ့လှုပ်ခိုင်းတာဗျာလို့ထွက်ဆိုတော့တာပဲရဲကအဖိုးကြီးအသက်ရှူချက်နေတာတောင်မင်းတို့ကလုံခြုံရေးကိုဘာလို့ဆက်တားထားတာလဲလို့ဒေါသတကြီးမေးလိုက်တယ်လူမိုက်လေးကဖုန်းထဲမှာစက္ကန့်မှတ်တဲ့တိုင်မာပေးထားတယ်လေ3မိနစ်တိတိပြည့်အောင်စက်ကိုပိတ်ထားရမှာမို့လို့နောက်ထပ်10မိနစ်လောက်ဆက်တောင့်ထားဖို့အချင်းချင်းပြောနေကြတာပါတယ်ဗျာစဉ်းစားတာကြည့်တော့3မိနစ်တိတိအောက်ဆီဂျင်ဖြတ်ဖို့ဆိုတာရိုးရိုးပြဿနာမဟုတ်ပဲတက်တက်လူတက်ချင်နေတာဗျာဖုန်းထဲကအထောက်ထားပြဖို့ပြောတော့ message တွေကဖတ်ပြီးတာနဲ့အော်တိုဖြတ်သွားတဲ့စနစ်နဲ့မို့လို့ဘာမှမကြံတော့ဘူးတဲ့ရဲကဖြတ်တိုင်းပျောက်သွားတာမဟုတ်ဘူးငါတို့နီးပညာနဲ့ပြန်ဆွဲထုတ်မယ်လို့ပြောလိုက်တော့လူမိုက်လေးကြောက်တူးတုံသွားတယ်ဘ
ပြီးတာနဲ့ထိုင်ကုန်ကနေထအော်တော့တာပဲဆရာကျွန်တော်အကုန်ပြောပြပါမယ်တကယ်တော့အဲ့ဒီအဖွားကြီးကအကုန်သိတယ်ဗျသူကခေါင်းဆောင်ပဲအဲ့ဒီအဖိုးကြီးက VIP ဆိုတာကိုအဖွားကြီးကအစကတည်းကသိနေတာတဲ့ဗျာရဲစခန်းထဲမှာတော့အချင်းချင်းမကြေမချမ်းဖြစ်ပြီးလူမိုက်နှစ်ကောင်ကအဖွားကြီးကိုဝိုင်းကိုက်နေကြပြီဗျာခမရကသားတရေရှိတယ်လူသေးရင်တော့အကုန်ရှင်းပေးနိုင်တယ်ဆိုလို့သာငါတို့ကပါလာတာအခုတော့အရေးတောင်မမြင်ရဘူးခမရအွန်လိုင်းကလိန်တဲ့ကောင်ကိုယုံပြီးအယူလောက်ခံရတာဆိုပြီးအော်တော့တာပဲဒါတွေမကသေးဘူးဗျဘာဝပန်6ခုကိုပလက်ထိုးတာလဲခမရပဲအသက်ကယ်ဆက်ကိုဖြုတ်တာလဲခမရပဲစာတန်းကိုဆုပ်ဖြဲတာလဲခမရပဲအဖိုးကြီးအသက်ရှူချက်တော့ပြန်တက်မဲ့ဟာကိုတားတာလဲခမရပဲဆိုပြီးအဖွားကြီးကိုအပြစ်တွေအကုန်ပုံချပါလေရောအဖွားကြီးလည်းမခံနိုင်တော့ပဲရဲစခန်းထဲမှာတင်3ယောက်သားနှပန်းလုံးပြီးရန်ဖြစ်ကြတော့တာဗျာရဲတွေကမနှဲဝင်ဆွဲပြီးတီးခြားစီပြန်ခွဲထားလိုက်ရတယ်ဒီအချိန်မှာမြေးလေးကကြောက်လန့်တကြားငိုယိုပြီးအဖွားကျွန်တော်တို့လေရင်စီးပြီးအိမ်ပြန်ရမှာလားလို့မေးရှာတယ်အဖွားကြီးကဘလောက်တောင်ယူသွတ်နေလဲဆိုရင်မကြောက်နဲ့မြေးလေးနင်းကောင်းကင်ဖေဟိုအွန်လိုင်းကလိန်တဲ့တထေးလာကဲလိုက်မယ်ဆိုပြီးအခုထိမျောလင့်နေတော့မယ်ဗျအဲ့ဒါနဲ့ရဲတွေကကလေးကိုတရားဝင်အုပ်ထိန်းသူစီပြန်ပို့ဖို့ခေါ်သွားလိုက်တော့တယ်နောက်ဆုံးတော့ရဲတွေကဒီလောက်ကြံမှုကြီးတစ်ခုလုံးကိုဗုတ်ပြားပေါ်မှာချရေးပြီးခြုံငုံသုံးသပ်လိုက်တော့တယ်ဗျတကယ်တော့သူတို့3ယောက်ကအရင်ကတယောက်နဲ့တယောက်လုံးဝမသိဘူးလူမိုက်ကြီးကစာရန်ရွံ8000ရပြီးလုံခြုံရေးတွေကိုအာယုံလွှဲဖို့ငှားခံရတယ်လူမိုက်လေးကဘလက်ခုံနဲ့ပါဝါဘန်တွေယူလာပြီး3မိနစ်တိတိဝါယာရှော့ဖြစ်အောင်လုပ်ဖို့ငှားခံရတယ်အဖွားကြီးကတော့ရွံ9000စားရပြီးနောက်ထပ်3သိန်းထည့်ရမယ်ဆိုတဲ့လောဘနဲ့ဖုံအားသွင်းချင်အောင်ဆောင်ကအသက်ကယ်ဆက်ကိုကိုယ်တိုင်ကိုကြဖြုတ်ဖို့တာဝန်ယူခဲ့ရတာဗျနောက်ွယ်ကဂျိုးကင်သူကလူ3ယောက်ကိုတီးကြစီငှားပြီးနိုင်ငံတော်လျှို့ဝှက်ချက်ကိုအကွက်ကြကြဖျက်ဆီးခိုင်းခဲ့တာကို